မင်္ဂလာပါဒီနေ့ကတော့ပစုံငပိထောင်လေးပေါ့ပစုံငပိထောင်ဆက်လေးပေါ့နော်ရှယ်တဲ့ပါဝင်ပစ္စည်းတွေကတော့ငပိမြင်ငပိပေါ့နော်မြင်ငပိလိုမယ်ငရုတ်သီးစိမ်းကတော့ကိုစားနိုင်တဲ့လောက်ထည့်ပေါ့ဆက်လေးပါနော်ထညက်ကလေအခုဒီနေ့ကုန်လို့ဝယ်တာ12000ဖြစ်သွားပြီဈေးတော်တော်တက်တယ်ရှင်ဟုတ်ပါတယ်ရှင်ဈေးထဲမှာဆိုရင်လေကျုပ်ဦးတစ်လုံးနောင်လေး1500ဖြစ်အေးပေါ့ခရိုင်အသီးနှံကတော့ကိုစားခြင်းတဲ့ဟာကိုတတ်မှတ်မထားဘူးပေါ့နော်စူးပုတ်တော့လိုမယ်ဒါဘဲဦးနဲ့ကြော်မှာဆိုတော့လေကျန်တာတွေကတော့ကိုအဆင်ပြေရအထက်ပေါ့ပစုံမပြီးတော့ဆိုတော့ပစုံလေးကိုအရင်လှော်မယ်air fryer လေးနဲ့ငရုတ်သီးစိမ်းကျွတ်ဖြူငပိကိုဖုတ်ထားမယ်နော်180နဲ့ဆိုရင်15မိနစ်လောက်ဖုတ်ရမယ်စူပုံရက်လေးတွေကိုအနူလေးတွေကျွေးပြီးတော့တောဘဲဦး3လုံးထည့်မယ်ခင်းရမှုန့်နဲ့စာလေးထည့်ပြီးတော့ခလောက်ပေါ့နော်ပြီးတော့ကြော်မယ်ပေါ့နော်ကိုယ်ရဲ့ကိုစီနေတဲ့လာပြီးမယ်လားဟုတ်ကဲ့ပါချင်ပါစီဦးမလားမီးအေးလေးနဲ့ကြော်ပေါ့နော်ကျုပ်ဦးဟပ်ပရိုက်ပါနော်အဲ့ဒါအရွယ်လေးအရွယ်ကျုပ်ဘဲဦးစူပုတ်ကြော်ရွှဲကြော်အရွယ်လေးတွေကိုတေချာဖဲ့တယ်ဖဲ့ပြီးတော့ကဲပါမယ်ကဲမယ်ကြော်မယ်အဲ့ဆိုရင်အရွယ်လေးတွေကိုဖြုတ်မယ်ရင်တွေဖြောမှာပေါ့နော်ချက်မယ်စားမယ်စားတယ်မယ်ချစ်တယ်ပေါ့နော်ပြီးငပိရှိပါမယ်ငပိကိုအသေးပုံစံဖော်ထားပါဟုတ်တယ်ထောင်းပါမယ်ထောင်းပါငပိတာကဲဒီနေ့ကတော့မှအတန်တွေကတော့စူညံနေလို့တီးခံပေးပါဦးဒီနေ့လည်းမိုးတယ်နေပဲပေါ့ဟုတ်ပါတယ်ဒီနေ့မိုးရမ်းရွာကျွတ်ပြူနဲ့ငရုတ်သီးစိမ်းထောင်းပြီးသွားပြီဆိုရင်ငပိထည့်မယ်အောင်ကနှစ်စုံခွဲလိုက်တယ်ပစုံကိုတဝက်အရင်ထည့်မယ်နော်တဝက်ကတော့တကောင်ကိုတချမ်းချမ်းပြီးအတုံးလိုက်လေးထည့်တာပေါ့အဲ့ဒါကိုထောင်းပြီးသွားပြီဆိုရင်ဟင်းရွက်မုံလေးနဲ့ထည့်မယ်စတာမုတ်လေးနည်းနည်းထည့်မယ်နည်းနည်းထည့်မယ်ဒါဟိုပစုံချမုတ်ပေါ့နော်ပစုံချမှုတ်လေးထည့်ပြီးတော့ငပြားရည်လေးပေါက်ပြီနော်ပြီးရင်တော့ဂျိုရီယာထညက်တစ်စုံထည့်မယ်တမယာဒီကိုစားနိုင်လောက်ညစ်ပေါ့နော်ညစ်မယ်အေးအဘာတမယာဒီညစ်မယ်တမယာရှိလေးစားတယ်တမယာဒီညစ်ပါမယ်အဘာဟင်းရှုပ်မယ်တမယာဒီပစုံမပြီတာချက်ပွဲပါလေချင်းလေးကြိုက်ပြီးဆိုရင်တော့ချင်းတမယာဒီ10လုံးလောက်ထည့်ပါနော်ဘာချင်းလာလုံးဝမကြိုက်တော့မထည့်ရရပါတယ်ချင်းလာကြရင်တမယာဒီ10လုံးထည့်တဲ့ပြီးထောင်းပေါ့နော်ပြီးထောင်းပါဒီနေ့ဆူညံနေရပြီးရင်နွေးလေးထည့်မယ်ပေါ့ရင်နွေးအပူကြီးမဟုတ်ရေချက်အေးလေးပေါ့နော်ရေချက်အေးကတ်ဆူလေးဖြစ်တော့မှွေလိုက်ပြီးပစုံလေးထည့်မယ်လေးကိုတချမ်းထားတာလေးတွေကိုထည့်မယ်နော်မှွေမယ်